အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ခိုင်လူပညာလောကကိုသမကလူမှုကွန်ရက်တစ်ခုလုံးကိုပါတုံ့လောက်သွားစေခဲ့တဲ့သတင်းတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်အကူအညီမဲ့နေခဲ့တဲ့လူနာတူကိုကယ်တင်ရမယ့်အစားလူမဆန်ကွာလိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့တဲ့ကယ်ဆယ်ရေးဓမ္မတူရဲ့အကြောင်းပဲဖြစ်ပါတယ်မင်းသမီးခရစ်တေဟာဆိုရင်ဖြစ်ဆေးမတည့်တဲ့ယောဂဝေဒနာကြောင့်အသက်လူနေရတဲ့အချိန်မှာအနားမှာရှိနေတဲ့ကယ်ဆယ်ရေးသမားတို့ကသူမရဲ့ခန္ဓာကိုယ်ကိုစော်ကားယုံနေမှာကပဲဓာတ်ပုံတွေကိုပါရိုက်ယူခဲ့တာပါဒါပေမဲ့မင်းသမီးဟာကြောင်းရွံ့မသွားပဲပါနဲ့စွာနဲ့ဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုတာအသေးစိတ်ကိုဆက်လက်နားဆင်ကြည့်အောင်ပါဖြစ်စဉ်ကတော့ညတန်းကောင်2 နာရီခွဲအချိန်မှာစတင်ဖြစ်ပွားခဲ့တာပါမင်းသမီးခရစ်စတင်ဟာပြင်းထန်တဲ့ဆေးမတည့်မှုဝေဒနာကြောင့်အသက်ရှူရခက်ခဲလာပြီးအရေးပေါ်အကူအညီတောင်းခဲ့ပါတယ်ပထမဆုံးရောက်လာတာကတော့ကယ်ဆယ်ရေးဝန်ထမ်းတဦးနဲ့လုံခြုံရေးဝန်ထမ်းတို့ဖြစ်ပါတယ်ဒီနေရာမှာကယ်ဆယ်ရေးသမားဟာသူ့ရဲ့ရုပ်မာတဲ့အကြံစီကိုစတင်အကောင့်ထဲဖော်ဖို့ကြိုးစားခဲ့ပါတယ်လုံခြုံရေးဝန်ထမ်းကမင်းသမီးကိုအောက်ကိုအမြန်ပွင့်ချီသွားဖို့ပြောခဲ့ပေမဲ့လည်းသူကညှင်းဆူခဲ့ပါတယ်နောက်ပြီးရဲတွေရောက်လာတဲ့အခါတကားဖွင့်ပေးဖို့လုံခြုံရေးဝန်ထမ်းကိုအောက်ကိုလွတ်လိုက်တဲ့အချိန်မှာတော့အခန်းထဲမှာမင်းသမီးနဲ့ကယ်ဆယ်ရေးသမား2 ယောက်ထဲသာကျန်ရှိနေခဲ့ပါတယ်မင်းသမီးဟာဆေးရှင်ကြောင့်အားမရှိပေမဲ့လည်းအသီးစိတ်ကတော့ရှိနေပါသေးတယ်အဲ့ဒီအချိန်ကယ်ဆယ်ရေးသမားဟာသူမရဲ့အဝိစားတွေကိုချွတ်ပြီးခန္ဓာကိုယ်ကိုစောကားခဲ့ပါတယ်ဒါရင်မကသေးပဲသူမရဲ့ဗလာကျင်းနေတဲ့ပုံတွေကိုပါဖုံးနဲ့ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်ခရစ်စတင်ဟာအဲ့ဒီအချိန်မှာတကယ်ကိုထိတ်လန့်ပြီးကြောက်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်သူမကခုချိန်မှာငါသာရုံရင်ဆန်ကလုံးလိုက်ရင်ငါကိုတက်ပြစ်နိုင်တယ်ဆိုတဲ့အတွေးနဲ့အိတ်ချင်အောင်ဆောင်ပြီးနေခဲ့ပါတယ်ရဲတွေအခန်းထဲရောက်ခါနေမှအဝိစားတွေကိုအမြန်ပြန်ဝစ်ပေးပြီးကယ်ဆယ်ရေးသမားကလူနာကသတိမေ့နေတယ်လို့ရဲတွေကိုလိန်ညာပြောဆိုခဲ့ပါတယ်ဒါပေမဲ့မင်းသမီးကတော့လုံးဝရှုံးမပေးခဲ့ပါဘူးဆေးရုံရောက်တာနဲ့ချက်ချင်းရေမချိုးပဲခန္ဓာကိုယ်ပေါ်က DNA သက်သေတွေနဲ့အတူရဲစခန်းမှာတိုင်ချက်ဖွင့်ဆိုခဲ့ပါတယ်ယခုအခါအဲ့ဒီတရားခံကယ်ဆယ်ရေးသမားကိုဖမ်းဆီးရမိပြီဖြစ်ပြီးသူဟာကျူးလွန်ခဲ့တာမှန်ကန်ကြောင်းဝန်ခံခဲ့ပါတယ်သူကတော့အဆိုပါတပ်ပုံတွေကိုဘယ်သူကိုမှမပို့ရသေးခင်ဖြတ်လိုက်ပြီလို့ပြောပေမဲ့ရဲတပ်ဖွဲ့ကတော့စစ်ဆေးမှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်အလေးစားဆုံးအချက်ကတော့မင်းသမီးခရစ်စတင်ဟာရော်ချင်းငွေတပြားတစ်ချက်မှလက်မခံပဲဒီလူကိုထောင်ထဲအထိရောက်အောင်ပို့မယ်လို့ပြက်ပြက်သားသားအတီးပြုတ်ထားတာပဲဖြစ်ပါတယ်ဒီဖြစ်ရဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအားကိုးရမယ့်သူတွေကတော့ဘယ်လောက်အထိအန်ဒီရရှိနိုင်တယ်လဲဆိုတာကိုသတိပေးနေပါတယ်မင်းသမီးရဲ့ပါနှံ့မှုနဲ့တက်တီကတော့တကယ်ကိုစံနမူနာယူစရာပါပဲဒီသတင်းနဲ့ပတ်သက်ပြီးပြည်သက်တို့ရဲ့အမြင်တွေကိုလည်း comment မှာရေးသားခဲ့နိုင်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်သတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးပဲဘေးရန်တွေပေါင်းမှကင်းဝေးကြပါစေ